Hello, ai am thàသေးဘူးလားဘာလို့ဖုန်းခေါ်ချက်လို့ရလဲအိမ်ကိုပဲရှိနေတယ်အင်းညောလားအမလားအဲ့ရထမနဲ့ခင်းနိုးတိုင်းမင်းတက်ဖို့ရင်ကြီးကရှိုးပြီးတော့မှရေမိုးချိုးအဝတ်လက်ဖက်နှက်စီပြင်ခီးငါတို့အချစ်တွန်းနဲ့ရင်သီးရတချို့ကို Facebook မှာဝင်ဖီးရမျိုးလုံးနေလဲစိတ်တက်ကြငါရဲ့ crush လေးနေမသိတာမဟုတ် crush ရခြင်း theory ပုံစာတွေကအရန်ကောင်းစားတယ်ဟာချစ်တွေလေးချိန်များလို့ဒီကဘာကြီးတောင်တစ်ချက်ဆောင်သွားတယ်နေမြန်လာပါမတ်1500တန်အောင်စီရက်ကွက်လမ်းကြောင်းကြားတယ်မင်းဘေးရတချို့ကောင်တွေငါတပ်ပလိုက်ခြင်းနဲ့ဂန်းကောင်းစားနဲ့အရင်ကသူ EH တွေကြောင်းကိုပြောရင်သူ့ပတ်ချစ်တဲ့အသေးစိတ်တွေပြောက်ငါချစ်တွေမင်းနှလုံးသားတို့သွားရလမ်းမှာခီးစည်းအသေးထောင်းနေဘောရာတွေကပြောတယ်အဆောကိုကြည့်ကြိတ်ကြွေဟျောင်းနေဘာပဲပြောပြောသူချစ်ရအောင်ဖျားမှာပတိစိတ်နေကြောင်းရို့ကန်တရားကနောက်တစ်မျိုးရိုင်းနေဗျသူ့မနာနဲ့ကျွန်တော်ရဲ့အချစ်ကိုလက်သီးရှင်ပြီးထိုးခိုင်းခဲ့တာညနာမောင်စီရင်ပြီးအကဲဖြတ်တော့မယ်ကျိုးဝိုင်းထဲမှာသူ့ပတ်ချစ်တဲ့ကျွန်တော်ရဲ့အချစ်ကတိတ်တိတ်လေးခိုးဆိုင်နဲ့ထားငါနှလုံးသားဖျားချဖို့ခန္ဓာကိုယ်ကိုရက်ဆက်တယ်လို့ဖြစ်မင်းကြောင့်ခွင်းရဆေးလေးဘီယာနဲ့ရမှာပတ်သက်လို့ကင်းမင်းနဲ့တွေ့ပြီးတရားနဲ့ရတို့တွင်းမှာတတ်ထပ်ဖို့ချစ်တာကြောင့်မို့ပြဿနာဖြတ်ရက်ကိုရှေ့ပြီးရက်ရစားမှာလက်ထပ်ဖို့ဖုန်းဆက်ပြရစေလေးနာစိုးစကားလေးတွေပြောချင်လို့မင်းညာနဲ့မင်းရဲ့လာတရားအောင်မှာကြည်ကြည်ကြာရှုံးခဲ့သူပါမပြေနိုင်ဘူးလို့ဝိုင်းပြောပေမဲ့ရိုးသားဆုံးငါဝေခံခြင်းပါလုံသားကရောင်မထွက်တာလေးငါချစ်ကိုအကောင်းဘက်မှာတွေ့တို့နေရောက်ရဲ့အနာဂတ်ဟာအပေါင်းလက္ခဏာလေးမြကြီးကမိုးကောင်းငင်ကိုလက်ဆွဲပြီးတော့နှုတ်ဆက်တယ်လို့မျိုးမဖြစ်နိုင်မှသိပေမဲ့ဘတော်မှမလုပ်ဘူးမင်းပေါ်ငါအချစ်နှုတ်ထက်တယ်လို့ချို့ကျွန်တော်ပြောသမျှလုံးစပ်ဖို့လို့ထင်တဲ့ကောင်လေးရဲ့ဂုံးဆက်ကိုချို့တက်ပြီးတော့သူတို့ခံတာစိတ်ပိုင်းတွေကိုတရုတ်ဘက်ကိုပို့ဒါငါရဲ့ latest street ကပါမှာစိတ်တက်ရေးရညနဲ့မောင်ချိတ်ဆက်ပေးမှာချစ်တီမဲ့အိမ်မက်လေးပါအချစ်တွန်းနဲ့နေစဉ်မြဲညနေချို့သွေးပြီးအပူကတ်တာဘော်ရာပေါင်းသည့်ရောင်ရင်းတွေနဲ့ဒီကပါကလူနဲ့ပြမှာရှို့မင်းမကြိုက်တဲ့စေးလေးနဲ့ငါလမ်းခွဲစာချုပ်ပြီးကြောင်းမှာဆိုလဲလိမ့်လိမ့်မတန်းနဲ့စာလုံးနတ်သမီးရှုံးနဲ့လှနဲ့မင်းကိုဒီကောင်မမှန်ရဲတာမဟုတ်မင်းနဲ့တနားဝေးရင်တော့ဖုန်းလုံးမှာလွမ်းတဲ့ကြပြထုတ်ကြောင်းတစ်ချိန်မှာနှလုံးသားတစ်ခုကနီးသွားမှာပါခုချိန်မှာငါတို့နှစ်ယောက်ကြာတငယ်ချင်းဆိုတဲ့စီးချကထားနေ့တရက်24နာရီတစ်စက္ကန့်ငါ့ကိုတတိယပါမလားဒီရှင်းရဲ့အဓိကရာကမင်းတို့ကရည်သားစာလွာနှလုံးသားဖျားချဖို့ခန္ဓာကိုယ်ကိုရက်ဆက်တယ်လို့ဖြစ်မင်းကြောင့်ခွင်းရဆေးလေးဘီယာနဲ့ရမှာပတ်သက်လို့ကင်းမင်းနဲ့တွေ့ပြီးတရားနဲ့ရတို့တွင်းမှာတတ်ထပ်ဖို့ချစ်တာကြောင့်မို့ပြဿနာဖြတ်ရက်ကိုရှင်းပြီးရက်ရစားမှာလက်ဆက်ကနေဒီရလို့ဖုန်းဆက်ပြရစေလေးနာစိုးစကားလေးတွေပြောချင်လို့မညာနဲ့မင်းရဲ့လာတရားအောင်မှာကြည်ကြည်ကြာရှုံးခဲ့သူပါမပြေနိုင်ဘူးလို့ဝိုင်းပြောပေမဲ့ရိုးသားဆုံးငါဝေခံခြင်းပါလုံသားကရောင်မထွက်တာလေးငါချစ်ကိုအကောင်းဘက်မှာတွေ့တို့နေရောက်ရဲ့အနာဂတ်ဟာအပေါင်းလက္ခဏာလေး